Where our eyes are never closing, hearts are never broken. ဒီ training join ကြည့်အောင်နော် let's go အဲ့ရင်းနေပဲအမလေးဓာတ်ပုံတစ်ပုံရဖို့ဓာတ်ပုံတစ်ပုံရဖို့ဘယ်လောက်ပေးဆက်သိလားနေရပူးနေရပဲကဲရလောက်ပြီဆိုတော့ကင်မရာထည့်ကြည့်ရောနည်းနည်းလေးတွင်းရတိမ်နေတော့လေမလှမပရင်လည်းအဲ့လိုကြီးဖြစ်နေတယ်အဲ့တော့ကျွန်တော်ဘာဆက်လုပ်ရလဲဆိုတော့ကောင်လောက်မှအဆင်ပြေတာဒီလည်းတော့အဆင်မပြေဘူးရောက်တယ်ကျူတာဟေးကဲဖုန်းကတော့ထည့်လို့ရပါပါပြီအသေးပုံလေးတော့စိတ်တင်းတိတ်မကြောက်ဘူးနော် Where our eyes are never closing, hearts are never broken, time's forever frozen still. So you can keep me. ကဲတော်တော်ကျုံးစားလိုက်ရနော်တစ်ကောင်လောက်တူးလိုက်ရပြမယ်မလေးတော့ပြမယ် Holding me မကြည့်ရမှာအဲ့လောက်တောင်လောက်ထူလိုက်ရတဲ့အနေထားကဲအားလုံးပဲ2016ခုနှစ်မှာကိုချစ်ရတဲ့သူတွေနဲ့အကောင်းဆုံးသောအခြေအနေပိုင်ဆိုင်ရပါစေလို့ကျွန်တော်ဒီနေ့ပြီးတော့ဆုတောင်းပေးလိုက်ပါတယ်